South Sudan ရဲ့မြေပြင်ကျဲကြီးထဲမှာတရိษံတွေနဲ့အတူအသက်ရှင်နေတဲ့လူမျိုးစုတစုရှိနေပါတယ်။သူတို့ကတော့ Mundari Tribe Mundari လူမျိုးတွေအတွက်နွားဟာတရိษံတစ်ခေါက်တည်းမဟုတ်ပါဘူး။ဂုံတိတ်ခါချမ်းသာမှုနဲ့ဘဝတစ်ခုလုံးကိုကိုးစားပြုနေပါတယ်။ညရောက်လာတဲ့အခါသူတို့ဟာမီးကိုများဖန်တီးပြီးနွားတွေကိုခြင်နဲ့အိုးမွားတွေကနေကာကွယ်ကြပါတယ်။ဒီမီးကိုတွေဟာကန့်တစ်ခုလုံးကိုအိမ်မက်ဆန်တဲ့မြင်ကွင်းတစ်ခုလိုဖြစ်စေပါတယ်။ Mundari ကလေးတွေဟာငယ်ရွယ်စဉ်ကတည်းကနွားထင်းချင်းကိုသင်ယူကြပါတယ်။နွားတွေနဲ့အတူကြီးပြင်းလာပြီးသူတို့ဘဝဟာတရိษံတွေနဲ့ခွဲမရနိုင်အောင်ဆက်နွယ်နေပါတယ်။ သူတို့ရဲ့ body ash hairstyle နဲ့ traditional appearance တွေဟာကမ္ဘာပေါ်မှာအထူးခြားဆုံး tribal cultures တွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့ဒီဘဝဟာလွယ်ကူတဲ့ဘဝတော့မဟုတ်ပါဘူး။အပူချိန်မြင့်မားမှုရေရှားပါမှုနဲ့ conflict တွေဟာသူတို့ရဲ့နေ့စဉ်ဘဝကိုစိန်ခေါ်နေစေဖြစ်ပါတယ်။ Mundari လူမျိုးတွေအတွက်နွားတွေဟာပိုင်ဆိုင်မှုတစ်ခုတည်းမဟုတ်ပါဘူး။မိတ်ဆွေတွေမိသားစုဝင်တွေလိုဖြစ်နေပါတယ်။ ခေတ်သစ်ကဘာကြီးပြောင်းလဲနေတော့လေတချို့နေရာတွေမှာတော့လူသားနဲ့တဘာဝချဆက်နွယ်မှုဟာအရင်ကလိုပဲအသက်ရှင်နေစေဖြစ်ပါတယ်